咖啡在那种妈妈里，到了马基的人我吐嘞伊，人我吐人，可不吃耶，可不吃耶，后三星的是讲我别来伊。到了马基但我家的面到你那是你那这面的，乌家的对吧不高，后七千的家呀的，你为票票而且那有的日子碰乱到我最淡的，这一龙悄悄吐不多些伊，难道个带个嘞一包的嘛，别人这个搬来个。ပရင်းမောင်း၌မိမ3ယောက်ခေါင်းပြူလျက်ဒေါ်လုံးမကြီးတဲပုတ်ကလေးကိုငုတ်ကြည့်လိုက်ကြသည်ဒေါ်လုံးမကြီးသည်တဲကပြင်းတွင်လမ်းဘက်သို့ကြောခိုင်းထိုင်လျက်ရင်ကိုထုကန်ဖြင့်ငယ်တန်ပါအောင်ကျုံးအော်ခေါ်လိုက်ပြီးနောက်တဲကပန်းကိုနှစ်ဖူးနှင့်ထိလူအောင်ကုန်းလျက်လက်နှစ်ဖက်ဖြင့်အားရှိပါရှိစုပ်ကင်ထားပြီးအောင်မလေးကျုပ်ကိုတော်ပြစ်သွားတာကျုပ်ဘသူနဲ့နေရမှလဲကိုဖိုးချက်ရဲ့ဟုနာကျင်အကွယ်သောအတန်ကြီးဖြင့်အော်နိုင်သမျှညှစ်အော်ပြောလေ၏ဒေါ်လုံးမကြီးသည်ခင်မောနယ်အသက်ပြောက်စမဖြေစီနိုင်အောင်ဖြစ်နေသည်ရင်ထဲရှိတာတွေပါဇက်ကထုတ်လိုက်ရမှဖြစ်နိုင်မည့်အခြေအနေသို့လည်းရောက်ရှိနေသည်မထိန်နိုင်မသိမ့်နိုင်အတန်ကုန်အော်ဟစ်လျက်မြ мян ကြီးပြောတန်ထဲတွင်ဥလန်အသေးလန်ငိုတန်ကြီးပါရောနှောနေ၍မသားအိမ်စီသို့ထွက်ကြည့်သူတို့၏နားထဲတွင်ပြင်းပြသွားလျက်ရင်ထဲ၌မြည်ဟီးသွားကြလေ၏တိုက်အိမ်ကြီးအပေါ်ထမှမိမ3ယောက်တို့အနက်ခက်ရွယ်မိန်းကလေးမှရင်ထဲကနောက်လာသည်တဲပေါ်၌လမ်းဘက်သို့ခေါင်းပြူလျက်အသက်ပြောက်သွားသောဦးချက်ကြီး၏ကိုခန္ဓာကြီးမှာတေကန်နီးမှဝမ်းပိုက်ကပို၍ရောင်ဖောသည့်အတွက်လှမ်းကကြည့်လျင်တောင်ပိုးကဲ့သို့မြင့်မို့နေသောဗိုက်ကြီးသည်အောက်တစ်ပိုင်းကိုကွဲနေ၏တေသူကမချီမဆန်နာကျင်သောမျက်နှာဖြင့်တွန့်ရှုံနေ၏ဝေဒနာခံစားနေရတုန်းကဲ့သို့ပါးစပ်တစ်ဝက်ဟနေ၏ကျဉ်းကျန်ရစ်ခဲ့သောရုပ်ကလပ်သည်အိုသောရုပ်လည်းပေါ်၏နာသောရုပ်လည်းပြ၏နှလုံးခုန်ရက်စဲကြောင်းမှာအထင်ရှားဆုံးဖြစ်လေ၏အထူးသဖြင့်ခြေနှင့်လက်သည်လူခြေထောက်များနှင့်မတူဘဲဆင့်လက်ဆင်းချေကဲ့သို့ခုန်ကြီးတင်းပြောင်တုပ်ဖောင်းလျက်မဲသေးနေလေ၏အင်ကြီးဝတ်ခဲ့သောဦးချက်ကြီးသည်တေယာတွင်လည်းအင်ကြီးကိုမဝေးချေအပြင်သွားရင်ဝတ်ရန်ထားသောဖြီအင်ကြီးလက်တို့တစ်ထည်မှဖောရောင်လာမှဆွရသွရမရသဖြင့်ခြေရင်းဘက်တဲထရန်၌ချိတ်လျက်အတိုင်းပင်ရှိနေသည်အင်ကြီးပေါ်၌ထုံးကြောင်ရောင်ပဝါဟောင်းတစ်ပိုင်းတင်ချိတ်ထားလေသည်ပဝါလေးမှာနွမ်းနယ်မဲမြင့်နေလေပြီသွားစရာလာစရာရှိလျင်ခေါင်းတွင်ပိတ်ရစ်ခါလူထဲသူထဲဝင်ရသောပစ္စည်းမို့ဦးချက်ကြီးအသုံးဆောင်ထဲ၌လူရဝင်သောပစ္စည်းတစ်ခုဖြစ်သည်ဟောင်းနှံညစ်ပေနေသောဘဝကလေးသည်တဲထရန်တွင်တွဲလောင်းကြနေကသူ့ကိုဆွတ်ပစ်ခဲ့ခြင်းကိုမချီတရီဖြစ်ခါနွမ်းရီကြေပြော့နေပေ၏နှွေမိုးဆောင်ဥတုသုံးပါးစလုံးအင်ကြီးဝေချင်းနဲခဲ့၍အလောင်းဤဝံရင်ရှိအသားရည်သည်ကျွဲရည်ကဲ့သို့နက်ကြုတ်ကြမ်းထု၍နေပေ၏အိုမင်းမဆွမ်းရှိကမှကိုရောင်တစ်ခုဤညဆောက်ထရန်ဝံလှုပ်ခြင်းဖြင့်အသက်မွေးဝမ်းကြောင်းရသောကြောင့်ညာအိပက်ပြန်များထားခြင်းကိုပေါ်ပြသောမျက်လုံးအစုံကအသက်ပြောက်တာနှင့်ဖောင်းချိုက်ဝင်သားကြလေပြီအလောင်းပေ၌တဲထရန်ဖြင့်မိထောင်ထားသောတောင်ဝေးတစ်ချောင်းနှင့်ညအခါကိုရောင်ပက်လေလှဲကြည့်ရန်တထေးကပေးအပ်ထားသောလက်ဆွဲမိအိမ်ကလေးတစ်လုံးရှိသည်တောင်ဝေးနှင့်လက်ဆွဲမိအိမ်တို့လည်းကျုပ်ကိုပြစ်သွားတော့ဘသူနဲ့နေရမှလဲတော့ဟုအော်ဟစ်ငိုကြွေးနေရှာသောဒေါ်လုံးမကြီးနှင့်အတူလိုက်၍မျက်ရည်တတောက်တောက်ကျနေပြီးတကဲ့သို့ပင်ဒေါ်လုံးမကြီးသည်တဲခပတ်မှခေါင်းကိုထူထောင်လျက်ကိုကြီးကိုနောက်သို့ကော့လန်ကအသေးဆိုးတွေလည်းချင်းအေးကိုပိုးချက်ရဲ့ဟုထပ်၍ဟစ်ကြွေးမြည်တမ်းလိုက်စဉ်ဖိုးဖြင့်ဒုံချပြေးလာကြသောခြေတံများကိုကြားမိ၍တဲခပန်းပေါ်သို့ပြန်ကိုင်းကြတော့မည်ကိုကြီးကိုထိန်းလျက်ခေါင်းကိုလိမ်၍ကြည့်နေ၏တဲဝင်းထဲသို့သပင်ဖိုးရိုးပါရဖြင့်မိန်းမ2ယောက်ကစုံချပြေးလာနေကြ၏တဲပေါ်သို့မရောက်ခင်ပင်အဘရဲ့ဟုရိုင်တူတန်ကုန်အော်ဟစ်ခေါ်ကြကပြေးတက်လာကြ၏အော်ဟစ်လာကြသောအတန်များသည်မိလောင်ရလေးပင်ပေးလိုက်တကဲ့သို့ဒေါ်လုံးမကြီး၏မိယုံထားသောအသက်နှလုံးကိုတဟုံးထတောက်လောင်သွားလေစေသည်အားကောင်းလာကသူတို့နှင့်အတူတူရော၍အာရပါရလှုပ်အောင်ငိုပြက်လိုက်နိုင်လေ၏အလောင်းကိုဝိုင်းအောင်လျက်ကျွတ်ညံအောင်ငိုလိုက်ကြသောမိန်းမ3ယောက်အတန်ကကျန်ရစ်သူများအဖို့နောက်ဆုံးပြုခြင်းမျိုးမိကုံရန်ကုန်ဟင့်ငိုနေကြ၍စူညံမဆဲနိုင်အောင်ရှိနေပေ၏ဦးချက်ကြီးမမာနေစဉ်ကသမီးများမှအဘနာတွင်ကိုဖိရင်ပြီးလာရောက်ကလည်းမပြုစုနိုင်ကြကိုသားသမီးကိုအိမ်အောင်အတွက်တနေ့ရှာမှတနေ့အနိုင်စားကြရသူတွေမို့အဘအတွက်မမာနေတော့ဓာတ်စာစေဝါဘုံကလေးတော်များတစ်စက်တစ်ပြားမထောက်ပံ့နိုင်ကြပေနောက်ပိတ်ဆုံးတေးသွားကမှသာပြေးလာကြကတက်အားရှိသ၍ခွန်အားရှိသလောက်ကျုံးအောင်ငိုကြရလေ၏တဲရှိဓမ္မပင်ကြီးထက်၌အိတ်တန်းတက်ရန်ကျင်းခက်ကလေးများပြန်တန်းလာကြရာ
ညနေတိုင်းတမာပင်မော်၌ဟိုခုံဒီခုံဖြင့်ဆူဆူညံညံပြုတ်တက်ကြသောကျင်းငတ်အုပ်သည်မတာအိမ်မှငိုတံများကိုထိတ်လန့်တကြားရှိကာစိတ်ငြိမ်စွာဝတ်တားနားနေကြလေ၏ရွက်ရော်ကလေးများလည်းတစ်ကိုင်းထက်မှဖြင်းချင်းစွာတက်ဆင်းနေကလေရဲတွင်တဝဲဝဲတွင်ပါလျက်ရှိနေကြသည်တဲထဲ၌တတော်နှင့်စူညံမဆဲနိုင်အောင်ဖြစ်သွားပြီးမှငိုတံများသည်တိတ်သွားကြလေသည်ဒေါ်လုံမကြီးသည်သမီးကြီးမကြိုင်နှင့်သမီးငယ်မမြိုင်တို့ကဲ့သို့တပြိုင်တည်းကြောက်ရွံ့လိုတခဏငြိမ်သက်သွားသည့်အတော်အတွင်းရင်ထဲတွင်မျိုးသိပ်ဖုံးဖိထားလို့မရနိုင်သောအလုံးကိုမသက်သာလုံး၍အန်ထုတ်ပစ်လိုက်ခြင်းလာသည်ထို့ကြောင့်မကြိုင်နှင့်မမြိုင်ဖက်သို့လှည့်ကမျက်နှာမထားတတ်နှင့်ငိုမဲမဲဖွင့်ရန်ပြောပြလိုက်၏မနက်ကညီတို့အဘကငါ့ကိုလုံမငါကာဖီရေလေးတောက်ချင်လိုက်တာဟဲ့လို့တငင်ငင်ပြောနေတာနဲ့ပတ်စံမရှိရတဲ့အထဲတေကာနီးမှတမျိုးပြီးတမျိုးငန်းနေရသလားဟဲ့လို့စိတ်ပေါက်ပေါက်နဲ့အော်လိုက်ငေါက်လိုက်မိတယ်အေးမကြိုင်နှင့်မမြိုင်သည်အလောင်းသားတွင်မျက်နှာဘလို့ထားရမှမသိကြ၍မြန်ခေါင်းကိုငုံချလိုက်ကြကမျက်နှာကိုကွယ်ဝတ်ထားလိုက်ကြ၏ဒေါ်လုံမသည်အလောင်းကြီးကိုပြန်လှည့်ကြည့်ကလက်များကိုကြစ်ပါအောင်ဆုပ်လျက်ချိတ်မနိုင်ခဲမရဖြင့်ပတ်စံတပြားမှမရှိလို့တော်တောက်ချင်လာတဲ့ကာဖီရေကိုဝယ်မတိုက်တာပါတော့ကျုပ်ကိုတသက်လုံးစိတ်မကားအောင်လှုပ်သွားတာလားဟင်ဟုအော်ကြီးဟစ်ကျဲပြောလိုက်လေ၏မကြိုင်တို့လည်းရင်ထဲ၌နင့်သွားကြကမျက်ရည်တွေတပေါက်ပေါက်ကျလာကြသည်အောင်မလေးတေကန်ဒီတောက်ချင်လာတဲ့ကာဖီရေကလေးမှမတောက်သွားရရှာဘူးအသေးဆိုးလာကြီးရဲ့အရက်ကတို့ရဲ့ဒေါ်လုံမသည်ရင်နာနာနှင့်ခုနတန်းဟင်း၍ဟစ်အောင်ငိုပြောလိုက်မိလေသည်ကြားရသူတိုင်းမိကဲ့သို့နေကြမည်မသိဒေါ်လုံမသည်သူ့အတန်ကိုသူပြန်ကြားကပြောရင်းမှတ်တဲ့အရက်ကိုအာယုံရောက်သွားလေရဲ့ပြစ်အားကိုလိုက်မိ၏မကြိုင်နှင့်မမြိုင်သည်ငုံနေရမှတိုက်နောက်ပြီးပရင်းပေါက်ကထွက်ကြည့်နေသောသူများကိုလှမ်းမောကြည့်လိုက်ကြသည်လူတွေကြည့်နေခြင်းကိုမြင်ကမှပုံငိုခြင်းလာကတရှုံရှုံငိုကြပြန်လေသည်မကြိုင်သည်ငိုနေခိုက်နှင်သောမျက်စိဖြင့်အမေကိုကြပြလက်တို့ပြလိုက်ကအဘရေအဘသမီးတွေကိုထကြည့်ပါအောင်လားအဘရဲ့ဟုယူကျုံမရဖြစ်ကရင်ခွဲမတတ်အောင်ငိုလိုက်ပြန်သည်တကယ်တော့လည်းထကြည့်စေခြင်းလာသည့်စိတ်ကတော့ပါဇက်ဖျားတွင်ကြပြရှာရသောစကားဖြင့်လူလာ၍ငိုလိုက်ချင်တာကြောင့်ငိုရရှာတာသာဖြစ်သည်တိုက်အိမ်မော်မဆင်းကတဲဤခြံရှိသို့ရောက်လာတော့တတနနာဝတ်စားထားသည့်မိန်းမကိုမြင်ချင်းဒေါ်လုံမကြီးသည်နှင်းမြန်သောအဟုန်ဖြင့်တယောက်သို့ရောက်အောင်ဆင်းကပြေး၍ခရီးဦးကြိုပြုလေသည်သမီးကြီးရဲ့အမေကြီးတော့မဆွတ်မဖြစ်ပါပြီအမေဒုက္ခကိုမြင်ဝင့်သေးရဲ့လားကဲကြပါအောင်သမီးတို့ရဲ့အင်မတန်ကိုခရဝတ်တွားတိုးချိုအောက်ချိုနိုင်သောအတန်လေးတုံဖြင့်တဲဝါကစီးငိုရင်ခရီးဦးကြိုပြုလိုက်ပေသည်သတင်းမေးလာသောမိန်းမမှာတဲနာသို့မရောက်သေးခင်ရက်လျက်မျက်နှာမကောင်းစွာဒေါ်လုံမကြီးကိုစိုက်ကြည့်နေလေသည်အမကြီးရေအဖမရှိတော့ဘူးအမကြီးရဲ့အမကြီးတကြားပေးတာကျေးဇူးတင်လိုက်တာဆိုအဖရဲ့အမကြီးကိုထပြောပါအောင်လားအဖရဲ့မမြိုင်မှာငကိုကဘလောက်ပင်အားဒီနေရာမှာသူ့ကိုမသိမကြားရပဲအရေးကဲလောက်တော့နားလဲပါလဲရှိကတွက်လက်လာသည်အမကြီးရဲ့အပေါ်တက်ပါဟုတနှောင်းမမှန်ပြောခေါ်တော်လဲသတင်းမေးလာသောမိန်းမသည်တဲပေါ်သို့တက်ထိုင်ရန်ခဲရင်းနေ၏ဦးချက်ကြီးအလောင်းကြီးနှင့်သမီးနှစ်ယောက်ထိုင်နေခြင်းဖြစ်ပင်တဲပုတ်ကလေးမှနေရာပြေးသလောက်ရှိနေရာတဲပေါ်သို့မတက်လိုပဲတဲကပြင်းတွင်ခြေတွဲလောင်းချလိုက်ကကိုဆောင်ဝင်ထိုင်လိုက်သည်ညအိမ်ရဝင်မျက်စိထဲမြင်နေမည်ဆို၍အလောင်းကြီးကိုဆောက်၍မကြည့်ရဲပဲတစ်ချက်သာလှမ်းကြည့်ယုံပင်ကြည့်လိုက်၏ထို့နောက်မျက်နှာမကောင်းလာပဲငြိမ်သက်စွာရှိနေပုံကိုပြသောမချမ်းမသာဟန်မူရာမျိုးသည်ဒေါ်လုံမတို့အားနှစ်သိမ့်နေတကဲ့သို့ရင်ထဲ၌ခံသာရသလောက်ရသွားကြလေသည်ခံလိုက်ရတာနော်မမာတာ3လလောက်ရှိမလားခင်တို့လည်းမအားတာနဲ့တစ်ခေါက်မှသတင်းမေးတော့မရောက်နိုင်ဘူးဦးချက်ကြီးမသေးခင်ကတစ်ခေါက်မျှမလာရောက်နိုင်ခြင်းအတွက်မိမိအားခွင့်လွှတ်စေခြင်းသောသဘောဖြင့်အပြောမျိုးလုံးမဟုတ်စေကမူဝှစ်ကျတန်းကြီးကြည့်ကောင်းအောင်ပြောနေစေကမူတိုက်နှင့်တဲနှင့်ကတ်နေပါလျက်မမာတော့ကတစ်ခေါက်တစ်ခါလာမေးဝေါ်စမ်းမော်မရခြင်းကိုဒေါ်လုံမကြီးစိတ်ထဲ၌မိတို့မျှမဖြစ်ဘလို့မှမအောင်မေ့သည်ကိုကြမ်းကြိမ်၍ပင်ပြောရဲပါသည်တိုက်ပေါ်ကလူများမကြမ်းမမာဖြစ်လျင်သာကိုကအချိန်မီ၍သွားနှိမ်နှင်းပေးရသည်ပစ္စည်းရှင်များကခင်ခင်မင်မင်အနှိတ်ခံကြကတိုက်ထဲသို့ဝင်နိုင်ခွင့်ထွက်နိုင်ခွင့်ရှိခြင်းကနဲတဲ့ကျေးဇူးမဟုတ်ဟုအောက်မေ့ရသေးသည်ဒေါ်လုံမကြီးသည်နနက်စာချက်ပြုတ်စားတောက်ပြီးတာနဲ့တညာလုံးအေးရေးပြက်ခဲ့၍တခေါ်ဟောက်အိတ်နေရခဲ့သောဦးချက်ကြီးနှင့်တဲကိုပြစ်ခါအရက်ထဲ၌တအိမ်တက်ဆင်လျှောက်သွားနေလေသည်
နှုတ်ချိုရှိုတပါလူအောက်ကြလို့လူပြီးမသေးပါဘူးဟုပါဇက်ကလေးချိုချိုအပြင်လူရရက်များကိုပြပြဝခရနိုင်မှုကြောင့်လူချမ်းသာပိုင်းမှာဒေါ်လုံးမကြီးကိုမသိသူမရှိအနှိမ့်မခံဘူးသောအိမ်လည်းမရှိသလောက်ဖြစ်လေ၏သို့သောဘယ်၍ပင်များဖြင့်နှိပ်စာသောအနှိပ်တယ်မျိုးတော့မဟုတ်ပေနေမကောင်းမူလားသမီးကြီးမညောင်းမူလားသမီးကြီးလာလေအမေဇက်ချိုးပေးမယ်အပူလဲထုတ်ပေးပါမယ်ဟုတက်တလောက်မှတ်တလောက်နင်းနှိပ်ပေးတတ်၏နှိပ်ပေးရတဲ့အညောင်းပြေအကျော်လျှော့သူကိုမပြင်းရအောင်မိမိဝင်ထွက်သွားနေသောအိမ်များ၏သတင်းမျိုးစုံကိုမိမိချက်ချက်ကြီးဖောက်တယ်ချကဖြောပြရလေသည်လက်ကမနာမနေနှိပ်ပေးနေသလိုပါဇက်ကလည်းပါလျားသောနှုတ်ခမ်းကလေးကိုဆုလိုက်ညခုံးချီကမေးထိုးကဖြင့်မဆုံးနိုင်သောမမောမပန်းနိုင်ပြောနှိပ်ပေးနေလေသည်အနှိမ့်အနေမခံလိုကြလျင်လည်းတနခါကြောက်တနခါတကြောက်ပြင်ဖြစ်စေအတင်းအဓမ္မသွေးပေးသွားတတ်သည်အင်ကြီးရှင်များ၏အလိုက်တိကလက်တို့လက်ရှိဖင်ပေါ်လွန်သဖြင့်အိုကြီးအိုမအရွယ်နှင့်မလိုက်အောင်ဖြက်လက်ပေါ်ပါပေ၏ဤသို့အားဖြင့်တနေကုန်တနေခန့်တအိမ်တက်တအိမ်ဆင်းရှောက်သွားရလျက်ဟိုတိုက်ကဒီတိုက်ကပေးလိုက်ကမ်းလိုက်ကြသောတစ်ချက်ငါးမုံငွေကိုခါတဲ့လိတ်ခါညနေဆောင်မှအိမ်ပြန်လာရစမြဲဖြစ်သည်ဒေါ်လုံးမကြီးနှုတ်ဖျားကချွတ်ချွတ်ပြောတတ်ခြင်းကိုနဝေနာချိုကြတော့လဲရင်ထဲကတော့မချိုကြပေစကားပြောလျင်သူ့ကိုယ်သူအမေဟုထည့်ပြောတတ်၍ဦးရဲကမဟုတ်တော့ညာလဲအမေဟုပါဇက်ပြားကတော့ခေါ်ကြ၏အမေကိုအားလဲနာပါရဲ့ကလေးအနည်းလေးတွေလျှော်ပေးစမ်းမှာအမေရဲ့ဟုပြောကအမနာပါနဲ့သမီးကြီးရဲ့ခိုင်းစရာရှိရင်ခေါ်တာခိုင်းအမေကဘာမှအလုံးမရှိတာသမီးလည်းအသည်ဒီပြစ်ကောဘာလျှော်ပေးရအောင်မလဲပေးသမီးဟုလိုရာထက်ပိုအောင်ကိုရွှွဝေပြောတတ်ဆိုတတ်၏လူကုန်တန်ပိုင်းမှာကိုသမီးရွယ်ကိုသားရွယ်ကိုမြေးရွယ်ကလေးဖြစ်ပါစေနှိမ့်ချဆက်ဆံမှုရန်ဦးမလေးပဲငါပြက်လို့ရင်အရွယ်နှင့်မလိုက်အောင်မရှက်မကြအောက်ကျရလွန်သည့်အတွက်ဒီစိတ်မျိုးမှာအသားတင်နေပြီးသားဦးချိုးနေပြီးသားဖြစ်၏ဦးချက်ကြီးမမာနေတော့ကခြေဦးပင်မလဲကြပဲငိုတန်ကြားမှတည်မေးလာတော့တိုက်ပေါ်ကလူမျိုးအားဒေါ်လုံးမကြီးကခွင့်မလွတ်နိုင်စရာအကြောင်းမရှိခွင့်မလွတ်နိုင်သည့်လူဒန်းစားချင်းလည်းမဟုတ်စိတ်နေရှိရတီးနေတော့လူချမ်းသာမတူတဲကုတ်ကလေးပေါ်ရောက်လာသဖြင့်အမင်္ဂလာအခါကြီး၌ပင်မင်္ဂလာရှိတဲ့ရောင်ဘယ်လာနိုင်မှမလဲသမီးကြီးရဲ့သမီးကြီးမှာဝေယဝဆကအများသာအမေသိပါတယ်ခုလိုလာတာပဲတအားပါပဲသမီးရဲ့အမေအားကိုးစရာဟာသမီးတို့ပါပဲဘသူရှိလို့တော့သူကတော့အမေကိုပြစ်သွားပြီပေါ့အမေတော့ရှေ့လျှောက်ဒုက္ခကြီးရောက်ပါပြီသမီးရဲ့ဒေါ်လုံးမကြီးသည်ပါးပေါ်သို့အသွဲသွဲညှို့စီးကြလာသောမျက်ရည်များကိုအင်ကြီးလက်ဖျားကလေးဆွဲလျက်ပုတ်တုပ်ကခေါင်းမဖော်ပဲတရှုံရှုံငိုပြောနေလေ၏ပြောရင်းငိုရင်အလွန်လဲဝမ်းနေလာလေ၏ဦးချက်ကြီး3လလောက်မမာနေသည့်အခိုက်ဒရန်ဝံအလုံးမလုံးနိုင်သဖြင့်တထေးကချက်ချင်းလူစားသွင်းပြလိုက်ရာ3လအတွင်းဘယ်ကမှလည်းဝင်ဝင်မရှိတကြက်ငါမူရဖို့အရေးတအိမ်တက်ဆင်းသွားခဖို့ရန်လဲလူမမာနာ၌ထားခဲ့ဖို့ရာလူပွဲမရှိ၍လက်ပိတ်ခြင်းအတွက်လူမမာနှင့်လဲတရန်သားသမီးများပေးကမ်းထောက်ပံ့နိုင်သောငွေကလည်းမဖြစ်လောက်လူမမာအတွက်အစိုးရ၏အခမဲ့မြန်မာဆေးပေးရုံကဆရာစီမှဆေးသွားတောင်းရတာအဝေးကြီးကုန်းချောင်းလျှောက်ရလွန်းလို့ဒူးတွေတောင်စာနေပြီအိုကြီးအိုမဒုက္ခရောက်လာသဖြင့်ဦးချက်ကြီးမသေးမီကတေနိုင်ခဲလာ၏ဟုအောင်းမေ့မိကတေပြန်တော့လဲမตาချစရာစရိတ်အတွက်အရေးတကြီးလိုလာပြန်သည်ဒေါ်လုံးမကြီးသည်အသက်60ကျော်ပြီမို့တင်းချိုင်းကိုမျက်စောင်းထိုးထားပြီးဖြစ်၍မသားတွေပိုးခဲ့ရပေါင်းလဲအခောက်ပေါင်းမီမတွက်နိုင်အောင်မရှိခဲ့ပြီဖြစ်၍တေတော်သူကတော့တေပြီးသူကတော့ဝှကျွတ်သွားလေရဲ့ငါမှသာရှေ့လျှောက်၍မတေမချင်းရောက်ရအောင်မဲ့ဒုက္ခတွေအတွက်နေရခဲ့ရသေးတာပါကလားဟုဘဝကိုအကွင်းသားမြင်နေရသဖြင့်တုံလုံးလိုက်လဲစွာဝမ်းနဲ့ပက်လက်ဖြစ်နေလေ၏ဒေါ်လုံးမကြီးသည်ပင်မန်းကြီးစွာရှိုက်ငင်နေ၏ရင်ထဲမှရှိုက်တန်တို့သည်စင်ကဲထွက်ကန်နေကလူတွေမကတဲပုတ်ကလေးပါတိတ်ခါအောင်ရှိုက်နေတဲ့လေတကဲ့သို့မှတ်ထင်ရလေသည်သတင်းလာမေးသောခင်မှာကိုတုံကတဲထန်စွာရှိုက်ငင်နေသောဒေါ်လုံးမကြီးကိုမြင်ရတာရင်ထဲကမတက်တာလုံး၍စိတ်ထဲ၌နောက်ကြည့်လာသည်ဆရာဝန်ကမိမိကိုနှလုံးရောဂါရှိတယ်ဟုယောဂအမည်တက်ပေးထားတာကြောင့်နှလုံးမချမ်းမြေ့စရာများကိုမသိခြင်းမကြားခြင်းသမို့ရှောင်နိုင်ရှားနိုင်မှာတော်တော့မည်သားတွေသမီးတွေရှိသေးတာပဲဘာအားငယ်စရာရှိသလဲဒေါ်လုံးမကြီးသည်မိမိကိုအပိစကားပြောကြားလိုက်သောမိမ၏မျက်နှာကိုရှိုက်ဖို့ရင်းတွေ့ငိုင်းကြည့်မိလိုက်မိသည်သူပြောသလိုသားသမီးများရှိတာပဲဟုအားကိုးဖို့ရန်မှာကိုဝမ်းနာကိုသာသိလေ၏ဦးချက်ကြီးရှိစဉ်ကဒရဝံအလုပ်ကလေးဖြစ်ရသည့်လဆောင်ငွေကလေးကိုပင်သားသမီးများကသူတို့ရဲ့မလောက်ငှနိုင်လာနိုင်ကြသေးသည်
ဒေါ်လုံးမကြီးဤသားကြီးကိုတာဆိုင်မှာလက်သမားလုပ်လျက်သားငယ်ကိုပါဆန်ကကားဝတ်လျှော့ယုံတယုံတွင်တစ်နေ့တစ်ချက်နှစ်ချက်ဖြင့်ကားပြင်စရာမကနစ်ဤတောက်တူမဲရခိုင်းเสียအလုပ်ကိုတင်လုပ်နေရသည်သမီးနှစ်ယောက်စလုံးအိမ်အောင်သည်များဖြစ်ကြလျက်မကြိုင်ကကလေး9ယောက်နှင့်မုတ်ဆိုးမဖြစ်ကနောက်ထပ်ကလေး3ယောက်အဖေမုတ်ဆိုးကို1ယောက်နှင့်အကြောင်းပါကြ၏ကလေး3ယောက်အဖေမြူနီစပယ်လမ်းပြင်အလုပ်သမားယူမိ၍ရာသီလစာကလေးနှင့်ကလေးတအုပ်ကြီးကိုဝအောင်မကျွေးနိုင်ကြပေတစ်ဖက်တစ်လမ်းကဝင်ငွေရအောင်မနက်တိုင်းအရက်ထဲလဲပြီးပဲပြုတ်ရောင်းထွက်ရသေးသည်မက်မြိုင်မှမက်ကြိုင်ထက်မက်မြိုင်မှမက်ကြိုင်ထက်ကြက်တဲသေး၏ကလေး2ယောက်ရမှလင်ကမယငယ်ယူသွား၏မက်တက်ပြေးနိုးဆို့ရွယ်လူမမယ်ကလေးတွေမျက်နှာဖြင့်ယောက္ခမအိမ်တွင်ပင်ကပ်ရက်မိခိုနေရလေသည်နုံလွန်းအားလုံး၍ယောက္ခမမကြည်ပြူသည့်တစ်နေ့ကိုယ်စီသာလာမိခိုအုံးမည့်သမီးဖြစ်သည်ဒေါ်လုံးမသည်အရက်ကကပ်မိကတစ်ဖက်တစ်လမ်းအားကိုးအားထားပြုနေရသူမို့သူစိတ်ရင်းအတိုင်းပင်ဘယ်သူရှိလို့တုန်းသမီးတို့သာအားကိုးရာရှိပါတယ်ဟုဖွင့်ဟပြောလိုက်ခြင်းဖြစ်သည်အမေရဲ့ဘာအားငယ်စရာရှိသလဲခင်တို့ရှိသားပဲဟုတနာကျင်နာစွာအားပေးစကားမျိုးအကယ်၍များကြားလိုက်ရမည်ဆိုပါကခုလိုချိန်ခါမျိုး၌မစားရဝခမန်းတအားရှိသွားမှာမုတ်ချဖြစ်ပေသည်သတင်းမေးလာသောမိန်းမမှာသူ့ဘက်ကသည်စကားမျိုးနှုတ်အားဖြင့်သက်သာဖွယ်ရာနှစ်သိမ့်လိုက်ဖို့ရန်စိတ်ထဲကကိုမပါသောကြောင့်မတတ်နိုင်ပေမကြိုင်နှင့်မမြိုင်သည်တဲရှိသို့ရောက်လာကြသောယောက်ျား2ယောက်ကိုလှမ်းမမြင်ချင်းအကိုတို့ရေအဘမရှိတော့ဘူးအကိုတို့ရဲ့ဟုစီး၍လှမ်းအော်ငိုပြောလိုက်ကြသည်သားတွေမြင်လျင်အလေးလေးတက်လာသောအလုံးကြီးကိုလက်ဖြင့်ဖိလျက်ဟာသားရေအမေဒုက္ခကိုကြည့်ကြပါအောင်ကွယ်ဟုစောက်တီရမရဝမ်းနေပန်းနဲ့သမီးများနှင့်အတူတူရောအော်ငိုလေသည်ကိုတာဆိုင်သည်အလောင်းဘေး၌နှာရည်များထွက်လျက်မသာမယာရှိသောမျက်နှာဖြင့်တဲဖီကိုမှီထိုင်လိုက်သည်ဦးချက်ကြီးထားပစ်ခဲ့သောတောင်ဝင်းနှင့်လက်ဆွဲမီးအိမ်ကလေးကိုငိုင်ငဲကြည့်နေလေ၏ဒေါ်လုံးမကြီး၏ငိုသံကိုတဒိတ်ဒိတ်ခံစားနားထောင်ရင်းသားကြီးဖြစ်၍သူ့တာဝန်ကျကာမသာကိစ္စအစီအစဉ်များကိုစဉ်းစားနေလေ၏တံဖြူဆိုင်ကအောင်လင်းဓာတ်မီနှလုံးသွားငှရမည်တဲရှိ၌ကနဖျင်ထိုးဖို့ရာအတွက်ဝါးနှင့်ကျူဖြာများကိုစဉ်းစားလိုက်ရာမီးရထားသံလမ်းဘေးရှိဘုန်းကြီးကျောင်းကိုအမိုးမိုးပေးစဉ်ကကျောင်းအောက်၌ပုံထားသောဝါးနှင့်ကျူဖြာများကိုမြင်ခဲ့၍ဘုန်းကြီးစီကခဏသွားငှရန်အကြံပေါ်လာသည်ခေါင်းအတွက်ကလည်းကြိုတင်မှာထားဖို့အရေးကြီးသည်ခေါင်းကိုခပ်ကြီးကြီးမှာရမည်ဖြစ်သဖြင့်အကုန်သက်သာအောင်အကူငွေကြည့်ပြီးကိုယ်တိုင်ပြင်ဝယ်ဆက်ရကောင်းမလားအရက်လူကြီးဥအောင်ဘွားတို့ကိုအကြောင်းကြားကာဖဲဝိုင်းကောင်းမှုလူစုအောင်မှဝိုင်းကောင်းလို့တွက်ကိန်းကိုက်ခဲ့ရင်မသားကို3ရက်က5ရက်တိုးထားလိုက်မည်အကောက်မှစရိတ်ကြေအောင်ရပါမလားဟုတထင်းနှင့်ပူနေမိသည်တလောကစိုက်ကားသမားလှထွန်းသိတုံးကမသားစရိတ်ကြေရုံအပြင်340မြက်လိုက်သည်ကိုသတိရ၍ပူပန်စိတ်နည်းနည်းလျှော့လာသည်ဖဲတိုင်ခံဖို့ကိုအဓိကလုပ်ရပေမည်ကိုပါဆန်မှမျက်မှောင်ကျုပ်ထားသောအလောင်းကြီးကိုစိုက်ကြည့်နေသည်နေ့လယ်ကဝေဒနာကိုမရှုမလှခံရင်နောက်ဆုံးဒေါသကြီးစွာအင်အားမကျန်တော့သည့်အထိရုန်းကန်ကြီးထွားနေသောပုံသဏ္ဍာန်ကြီးကိုမြင်ယောင်မိကာတောက်နှောင်ကြီးဆန့်နေသောအလောင်းအားအဘအတွက်သေတာပဲကောင်းပါရဲ့ဗျာဟုစိတ်ထဲကပြောကြားဖြည့်ဆည်းနေလေ၏အပြင်ဘက်တွင်အနှဲငယ်မှောင်၍ပင်လာသည်ပြာနန်းနန်းအယောင်တို့သည်တွာလာကာလူသေးကိုလွှမ်းမိုးလျက်ခြောက်ခြားလှုပ်ရှားစရာဖြတ်တန်းကြရောက်လာကြပြီထိုအခါရုတ်တရက်စိန်နှင့်မြရောင်များတဝင်းဝင့်တောက်လက်သွားသဖြင့်စီးစာမှောင်သည်လွင့်စင်သွားလေ၏မျက်ရည်ဆက်လက်နှင့်ရှိကြသောမက်ကြိုင်နှင့်မက်မြိုင်တို့သည်ရင်တခုန်ခုန်နှင့်စိန်ရောင်မြရောင်များထွက်ပေါ်ရာစီသို့တအားစိုက်ကြည့်ကြ၏သတင်းမေးလာသောတိုက်ကြီးပေါ်ကခင်သည်ခါးကိုဆန်းလျက်စိန်နှင့်မြနှစ်ပါးသောလက်ကောက်ဝတ်ထားသည့်ညာဘက်လက်ဖြင့်ချွေးကန်အင်ကြီးအိတ်ကိုနှိုက်နေလေ၏လက်ချောင်းများမှာအိတ်ထဲကတော်တော်နှင့်ထွက်မလာကြသေချာစွာအိတ်တွင်း၌စမ်းနှိုက်နေခြင်းကြောင့်မမတ်ဆန့်ထားရသောခါးသည်ဘယ်ဘက်သို့တဖြည်းဖြည်းကိုင်းကျလာလေသည်မက်ကြိုင်နှင့်မမြိုင်တို့မှာမျက်တောင်ကိုမခတ်နိုင်ကြပဲအိတ်ထဲမှထွက်လာမည့်လက်ကိုမျှော်ခဲကြည့်နေစဉ်တလက်လက်တောက်ပနေကုန်သောစိန်ရောင်မြရောင်တို့မှာတစ်ချက်မျက်စိကျိန်းသွားလေသည်ဒေါ်လုံးမကြီးမျက်နှာ၌မျက်ရည်တို့သည်မှုန်ရည်သီဝေနေသောမျက်လုံးတို့မှပါးတွန့်ကြောင်းများအလိုက်စီးဆင်းကျလာလေသည်ဆင်းရဲဒုက္ခကြုံခဲ့ရပေါင်းများပြီမို့ညှိုးလျော်ရည်စားထားသောမျက်နှာလည်း
အိတ်နှိုက်နေသောသူကိုအသနားခံထားခြင်းဖြင့်တမုတ်ချင်းဇီးရွက်လောက်ငယ်သွားလေသည်အိတ်ထဲမှတော်တော်နှင့်ထွက်မလာသေးသောလက်ကိုခတ်စိမ့်စိမ့်မျောမှန်းကြည့်ရှုနေလျက်အားကိုထင်မှန်းလိုက်သည့်တွေးလုံးထင်လုံးများဖြင့်အားတက်သရောမြူးလာသောအသည့်ကိုခံစားရသေး၏လက်ညှိုးလက်မနှစ်ချောင်းဖြင့်ချွေးကန်အိတ်ထဲမှညှက်ကိုင်နှိုက်ထုတ်ယူလိုက်သောငွေစက္ကူ3ရွက်သည်အပြင်သို့တစ်ကြိမ်တည်းထွက်မလာကြဘဲတစ်ရွက်စီတစ်ကြိမ်စီပေါင်ပေါ်သို့ထွက်ကြလာကြ၏ပေါင်ပေါ်၌ငွေစက္ကူများ3ရွက်ဆွေသွားသောအခါလျင်မြန်စွာစုထည့်ယူလျက်ဒေါ်လုံးမကြီးကိုဘာကြီးချက်အတွက်ကူပါတယ်ဟုမြင်သာပျော့ပြောင်းသောအတန်ကလေးဖြင့်ပြောကာမတာကူငွေ3ကျပ်ကိုကမ်းပေးနေလေ၏တစ်ချိန်လုံးရင်ကောင်းတက်၍ပြည့်သိပ်ရွာလှုပ်နေကြသည့်တွေးလုံးထင်လုံးတို့သည်မတင်မကျနှင့်ရင်ထဲ၌နင်းသွားလေ၏ဤသို့သောအသက်အရွယ်နှင့်ကိုယ့်အိမ်မှလက်တိုလက်ရှည်ခူပေါ်လောင်ဖက်လောက်ကင်ပေးခဲ့တာတွေထောက်ထားကြကာမတာအတွက်သူတို့အခြေအနေနှင့်ကူငွေ10လား20လားဟုသောတွေးလုံးထင်လုံးတို့သည်မှွန်နေသည့်ဒေါ်လုံးမကြီးမှာကိုယ့်အခြေအနေကိုမေ့နေခဲ့သည်မိမိအားကမ်းပေးနေသောငွေ3ကျပ်ကိုလှမ်းယူလိုက်ရမှလောက်စိတ်ဆင်းရဲတာမရှိအကူငွေပေးကမ်းနေတာညင်းပယ်လို့လည်းမဖြစ်နိုင်မျက်နှာငယ်လှသည်ကိုဘဝကိုရှက်ရှက်နှင့်မလှမ်းနိုင်လှမ်းယူကာအရက်ကောင်းတော့အလောင်းလှပါတဲ့သမီးကြီးရဲ့ဟုခေါင်းကိုမဖော်နိုင်ပဲကူရဲသူကျေနပ်အောင်အောင်သက်ပြန်ပြောလိုက်ရလေ၏ကဲအားလုံးခင်ပြန်လိုက်အောင်မယ်နော်ဟုပြောဆိုနှုတ်ဆက်ထသွားသည်နှင့်တပြိုင်နက်ဒေါ်လုံးမကြီးသည်အလောင်းကြီးကိုလက်ထဲကကြက်တန်3ရွက်ထောင်ပြလျက်အေးကိုပိုးချက်ရဲ့ကာဖီရေတောက်ချင်လိုက်တာဆိုကာဖီလေးထားတောက်လိုက်ပါအောင်လားဟုကျုံးတင်လိုက်ရာဦးချက်ကြီးမှာငွေစက္ကူကြက်တန်3ရွက်ကိုမမြင်နိုင်သည့်တိုင်အောင်ပါဇက်ကိုမူတဝက်ဖွင့်မြင်ဖွင့်ထားလေ၏ရှုမဝမဂ္ဂဇင်းအတွဲ8အမှတ်89ဩဂုတ်လ1954